Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အသားဟင်းတွေကြားထဲမှာခင်သွင်းမြင့်စင်မဲ့တက်လွတ်ဆက်လက်ရွက်တုပ်လေးလှပ်စားကြမယ်လေပါဝင်ပစ္စည်းတွေကတော့ဆက်လက်ရွက်ကြာညို့အချင်ရည်ဘဲမုံအချိုမုံမြေပဲငံပြာရည်တို့မဟုတ်စားနှမ်းလော်နဲ့စီချက်တို့ပဲဖြစ်ပါတယ်အရန်လွယ်ပါတယ်အရင်ဆုံးဆက်လက်ရွက်တွေကိုရေဆေးတန်စင်ပြီးတိတိလေးတွေညှက်ပါမယ်ပြီးရင်ကျက်သွန်ဖြူလေးထောင်းပြီးစီတက်ပါမယ်။တဲအိုးထဲမှာစီပူလာရင်ကျက်သွန်ဖြူလေးထည့်ပြီးဝင်းနေအောင်ကြော်ပါမယ်။နောက်ဆုံးမှာတော့ဆလရွက်တွေကိုဇလုံးထဲထည့်ပြီးအချိုမုံကြာညို့ငံပြာရည်အချင်းအနက်နဲ့နှမ်းဘဲမုံစီချက်တို့ကိုလိုတလိုထည့်ပြီးတော့တေချာလေးနေပေးပါမယ်။အားလုံးတေချာနေပြီးရင်တော့နောက်ဆုံးမှာမြေပဲထောင်းထားတာလေးထည့်ပြီးဒါဆိုရင်တော့ဆလလက်တုပ်လေးရပါပြီတက်လွတ်ဆိုရင်တော့စားလေးနဲ့တုပ်ဖို့မမေ့နဲ့နော်